တာယာလှပတဲ့မနက်ခင်းတစ်ခုအေးမင်္ဂလာပါမင်္ဂလာပါဆရာမအေးမင်္ဂလာပါမင်္ဂလာဆရာမအေးမင်္ဂလာပါမင်္ဂလာပါဆရာမကဲထိုင်ညကျေးဇူးတင်ပါတယ်ဆရာမကဲတပည့်တို့စာသင်ကြမယ်နော်ဆရာမအရှိရလိုက်ပြောမယ်နောက်ကလိုက်ဆိုနော်ကာကြီးခါခွေကာငယ်ဇာကြောင့်စင်းနေပြန်တဲ့အကြောင်းသားတွေကတယောက်ဖွင့်တယောက်နိုင်တိုင်းကစားကြလေရဲ့ကလေး3ယောက်ထဲမှာငကီးဆိုတဲ့ကလေးကဝရဏနာမှာခုံပေါက်ပတ်ပြီးဆိုတာအရင်တဘောကြတယ်လေအဲ့ဒီမှာငကီးတို့ရွာနေအောင်ဆင်မမြင်ပါလေရောအဲ့ဒီမှာဆင်မငကီးရဲ့ daddy father ရှိဖုန်းကောက်ဆက်ပါလေရော你们可是到碰了吗？上不起大家碰干没吗？Hello ငကီးရဲ့အထွေးညူလား ဟုတ်ကဲ့ကျွန်တော်ငကီးရဲ့အဖေပါ ရှင်သားကျောင်းရဲ့လေရမတက်ဆော့နေရှင်သားရွာရှင်ထိမ့်မေုံဆင်မပြောခဲ့တယ်လို့ဒီကလေးကခပ်ပစုံးနေစောက်ထားပြီးတော့အောက်ကြမယ်ဆိုလို့ရှိရင်လည်းအယူချာသားချာနဲ့ခွေးကြောဝကြနဲ့တင်အဖေသူတောင်းမလို့ခွန်းလို့ပါအမှန်ကြမ်းပြည့်တဲ့ကောင်လေးအိမ်ပြန်လာတယ်ပေါ့ဖေသားကျောင်းကိုပြန်လာပြီတွေ့အေးလောင်းသားဟုတ်ဖေတန်းနေဖင်နဲ့ဒီကဖို့ပြကြတယ်ဆော့ကြရအောင်ပြောစရာယူရဖေဆော့ရအောင်အမှန်ကြမ်းပြည့်တဲ့ကောင်လေးကရောက်ထိုင်မယ်ဆိုတော့ပြောတာပေါ့အမှန်နဲ့ဖေးသားကိုတကောင်လေးတွေ့ပါလိရောရေးကြီးတော့ပြကြလို့ရှိရင်ခေါင်းအောင်မထိဘူးပဲခေါင်းအောင်မထိအောင်လက်နဲ့ဖက်နဲ့နှစ်ထင်းကိုကိုင်းပြီးတော့ဒီဘောလုံးကိုခန္ဓာကိုယ်လှိမ့်ချလိုက်ဟုတ်ကဲ့ဖေအဖေနားလိုက်တာဖေမင်းပြုတ်ကြတဲ့ပုံမမှန်နေလို့နောက်ထောက်ပြန်ခွန်ကြသည်နီးမမှန်နေလို့ဟုတ်ကဲ့ဖေအေးအဖေနားလိုက်တာဖေအေးအဖေနဲ့တန်းနဲ့စကားပြောနေတဲ့အချိန်မှာပဲဘွားရရောက်လာပါလေရောဘွားနဲ့မျိုးလုံးကြီးဆိုင်သွားခဲ့ပါတယ်ဘိုးတော်ဘွားတော်မြင်တယ်ဘွားတော်ဘိုးတော်ပြန်ခေါ်လိုက်မယ်အဖိုးကြီးအမှန်ဖူးရရင်မှာဒုံတိုင်းနဲ့ဘသူပြက်လျှက်စီလက်အမှန်နျူကလ িয়ার ကောင်ချော်ပောက်ကွဲအဖိုးကြီးရှင်ရင်းနေတာရှင်တော့ရှင်လို့ကြံ့ပြန်လို့နေလားဝယ်ဖိုးရမကောတယ်ဒါကငါမင်းကိုရှင်းပြမကြညင်ဘိုးတော်တော့ဘွားတော်လိုက်ပါလေရောအဲ့မှာကြံရင်းနေငကကြီးအဆုံးရှိတော့နှလုံးသားမရှိတဲ့ဘဝကိုငါပိတ်ဆက်ရလို့ဤကိုမင်းကိုရှင်းပြမယ်ကိုတောက်ဒီလိုတင်မေးရအနာတရားမဖြစ်အောင်တင်မေးရသူတကယ်လို့ဖြစ်သွားလို့ရှိရင်ချင်းစိမ့်အောင်တန်းဖို့ဝေးမှာသူအရင်ငယ်သေးတာရှင်းပြလို့ရှိရင်နားလည်နေမှာမဟုတ်သေးဘူးဘယ်လောက်လုံးလဲအဆုံးကြီးကြောင်းကြီးဒီနေ့ကျောင်းကဆရာမမင်းရဲ့သားကျောင်းနောက်ဖုန်းဆက်တယ်သူ့ကျောင်းရဲ့လမ်းပေါ်မှာတက်ဆော့နေရဲဆရာမပြောစကားလည်းနားမထောင်ဘူးအဲ့တော့ဆရာမဖုန်းနဲ့ဆက်ပြီးငါ့ကိုလမ်းတိုင်တယ်ခလေးကငယ်သေးတော့နားမလည်လို့သူ့ဒီနေ့နဲ့ပဲတင်မင်းနေရဘိုးတော်ဘွားတော်တရားဟောပါလေရောမနေ့ဘွားတော်ကဘလူးမတမန်စီအန်ဂျီထားပြီးပြောင်းပါလေရောအဲ့လိုနဲ့သူ့တာကိုလေကားပေါ်ပြီးတယ်တင်ပြပါလေအဲ့လိုနဲ့တနေ့တော့ဆရာမကဘူးတော်ကိုဖုန်းဆက်လေရောHello ငကီးရဲ့ဖေလားမသိဘူးဟုတ်ကဲ့ကျွန်တော်ငကီးရဲ့အဖေပါရှင်းရတာလေအရင်လိုလည်းရမတော့မဆော်တော့ဘူးဟာဟုတ်လားအဲ့မှာနေဘွားတော်ယူကအခုခမိုးကပဲတက်ဆော်တော့ဆရာမပြောမှန်ပါတယ်သူသား level 3ရတယ်ပါဟာအဲ့မှာဘွားတော်ဘူးမယူကန်ပြောင်းဖင်ကြီးကိုပြောင်းသွားလေရဲ့ပြတ်တော့မတက်ပြီWhat the